အားလုံးမင်္ဂလာပါ Grace Music Institute ကျွန်တော်တို့2000ခုနှစ်မှာစပြုတာဒီနေ့ဆိုလို့ရှိရင် session နေပြပါပြီ Bachelor of Church Music Bachelor of Worship Studies ဟာကျွန်တော်တို့2019ကနေစပြုပြီးမှကျွန်တော်တို့ဒီနေ့တိုင်အောင်ဘုရားရှင်ပူဆောင်ကောင်းချီးပေးတာဖြစ်ပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်တက်တဲ့အားဖြင့် Bachelor of Church Music program ကနေဒီကနေ့ Choral Conducting Major နဲ့ကျောင်းပြီးမဲ့ Miss နင်ခေါ်ပါရဲ့ recital မှာဒီနေ့ဘုရားရှင်ပူဆောင်ကောင်းချီးပေးတဲ့အတွက်ကြောင့်ထိုဘုရားရှင်နာမတော်ကိုရှေးဥစွာချီးမွမ်းလိုပါတယ် GMI ဂီတသင်တန်းကျောင်းရဲ့ယူပါယုံဖြစ်တဲ့ Raising the Levite Generation လေဝိမျိုးစင်များမွေးထုတ်ပေးတဲ့ဂီတကျောင်းဖြစ်တယ်လို့ဂီတကျောင်းမှာတက်နေတဲ့လူအားလုံးဟာပြီးသွားတဲ့အခါမှာတင်တန်းပြီးသွားတဲ့အခါမှာအသင်းတော်တွေမှာသာသနာတွေမှာလေဝိအမျိုးကဲတို့ဂီတအားဖြင့်အမှုဆောင်ဖို့ရတဲ့ secretary musician worshipper နောက်ဆုံးမှာ musicianry အနေနဲ့ secretary ကျောင်းသူကျောင်းသားများဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဘုရားသခင်ရဲ့ကျေးဇူးတော်တက်တဲ့အားဖြင့် Miss နင်ခေါ်ပါရဲ့ Bachelor of Church Music program မှာနောက်ဆုံး graduating recital choral conducting အတွက်ဒီနေ့ဘုရားရှင်ယနေ့ထိပူဆောင်လှုပ်ဆောင်နိုင်ဖို့ရတဲ့ဘုရားရှင်ပူဆောင်ပေးတဲ့အရာတွေအတွက်ဘုရားရဲ့နာမတော်ကိုချီးမွမ်းပါတယ်နာမတော်ကိုချီးမွမ်းတယ်ဆိုတာကဘာကြောင့်အထူးချီးမွမ်းရလဲဆိုတော့ COVID-19 စဖြစ်တဲ့အချိန်မှာကျောင်းကအရင်နှစ်လို့တင်လို့မရဘူး Zoom နဲ့ online နဲ့တော်များများကျွန်တော်စူးစမ်းကြတယ်ဒါပေမဲ့နောက်ဆုံးမှာဆရာမဆရာမများရဲ့စူးစမ်းခြင်းအပြင်ကျောင်းသူကျောင်းသားများစူးစမ်းခြင်းအပြင်ဘုရားရှင်ပူဆောင်ကောင်းချီးပေးတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ Miss နင်ခေါ်ပါရဲ့ Choral Conducting Recital ဘုရားရှင်ကောင်းချီးပေးဖို့လို့ငါစက်ကပ်ပေးမယ်ကျွန်တော်တို့ GMI Instructor ဆရာခွာယေရှုနာမ၌ဖိတ်ခေါ်ပါတယ်ဆုတောင်းကြရအောင်မိသားတော်ရှင်ဖဖျားကိုရရှင်ပြင်ဆင်ပေးတဲ့ဒီနေ့ရက်တည်းအတွက်ကိုရရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီအခက်ခဲပေါင်းများစွာအစမပြေမှုများစွာကြုံခဲ့ရတော့လဲကိုရရှင်ဒီနေ့2020-2021ပညာသင်နှစ်အတွက် Senior Recital ကိုကိုရရှင်ဒီချိန်မှာအစပြုရတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးအချိန်ကောင်းအခါကောင်းပြင်ဆင်ပေးတဲ့ဖဖျားကိုရရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့အစီအစဉ်မှာပါဝင်မဲ့ Recitalist Miss နင်ခေါ်ပါနဲ့အတူခွာရဆူကြမဲ့ကိုရရှင်ခွာရမန်ဘာအားလုံးကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးတယ်သူတို့ရဲ့တီဆူတင်ဆက်ခြင်းဒီအားလုံးဟာတင်ဆက်မှုတတ်ပဲမဟုတ်ဘဲနဲ့ကိုရောချီးမွမ်းတော်တန်စင်များဖြစ်စေတော်မူပါအစီအစဉ်ဆလည်းဆုံးသည့်ကိုရရှင်အတူပါရှိအောင်ဖြစ်တော်ကြောင်းကိုရဲကျေးဇူးတော်ချီးမွမ်းလက်ရဲ့အစီအစဉ်ကိုအစပြုကြပါ၏အာမင်အခုချိန်မှာ recitalist ကိုမိတ်ဆက်ပေးမဲ့ choral conducting department ကနေဆရာမဇာမန်ညာကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ် Miss Ninkovadi 1982 August လ16ရက်နေ့တွင်ခမ်ပန်မြို့အမတ်3တမူမြို့နယ်တွင်အဘဦးဒိုလှနယ်အမိဒေါ်them dim တို့မှဝေဖွားကစတုထမြောက်သမီးဖြစ်ပါတယ်ဖခင်ဒီ1999မှာအိမ်တော်ပြန်ပြီးမိသားစုမှာယခုအသက်80အရွယ်အမေအမနဲ့သားအမိ3ယောက်နေထိုင်ပါတယ်သူမဒီငငယ်ကလေးကအဖေရဲ့ဦးဆောင်မှုအောက်မှာတချင်းတီဆိုချီးမွမ်းခြင်းကိုနှစ်သက်ခဲ့သူဖြစ်ပါတယ်ကလေးဘဝကလေးကသူ့တငယ်ချင်းများကိုစုယုံပြီးတချင်းတွေတင်ကြားခြင်းဘုရားကျောင်းတွေမှာဂုဏ်တော်ချီးမွမ်းခြင်းတွေကိုဦးဆောင်လေ့ရှိသူတယောက်ဖြစ်ပါတယ်အမှုတော်မြတ်နဲ့ပတ်သက်ပြီးတမှုမျိုး Grace AG အသင်းတော်မှာတော့၎င်းမိခင်အသင်းတော်ဖြစ်တဲ့ Bethel Baptist Church No. 3 ခမ်ပတ်မြို့မှာတော့၎င်းအသင်းတော်၏တိဂိတကန္နာ၌အမှုတော်မြတ်ထဲမှာပါဝင်ရင်ဓမ္မတိဂိတပညာဆေးဖူးရန်လိုအပ်ကြောင်းသိရှိလာသည်နဲ့အညီ GMI ကျောင်းမှာ2012-2013ပညာသင်နှစ်တွင်နှစ်တာ Diploma of Church Music တော်၎င်းကျောင်းပြီးရှင်းနှစ်တာကာလအမှုတော်မြတ်ထဲမှာပြန်လည်ပါဝင်ခဲ့ပါတယ်ယခုအခါ2019-2020 ပညာသင်နှစ် Bachelor of Church Music စီဖူတင်ယူပြီးအခု graduating recital လုပ်ခြင်းဖြစ်ပါတယ်
ဇွဲတတိလုံလဝေရိယရှိသူတယောက်လည်းဖြစ်ပါတယ်အခုချိန်မှာ recitalist ဖြစ်တဲ့ Miss Nankova နဲ့အတူခွာရတည်ဆူမဲ့သူများအားလုံးယေရှုနာမဖြင့်ဖိတ်ခေါ်အပ်ပါတယ်